American ကိုပြောင်းလဲစေခဲ့တဲ့အိမ်မက်တစ်ခုအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်က US တမိုင်းမှာတကယ့်ကိုတန်ဖိုးရှိပြီးတော့ကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖြစ်စေခဲ့တဲ့ Martin Luther King Jr. ရဲ့အကြောင်းကိုပြောပြပေးတော့မှာပါ Martin Luther King Jr. ဆိုတာလူမျိုးရေးခွဲခြားခြင်းကိုအကြမ်းမဖက်ပဲအေးချမ်းဆန္ဒပြအနိုင်ယူခဲ့တဲ့သူတစ်ယောက်ပါMartin Luther King ကို1929ဂျော်ဂျီယာမြို့မှာလူမင်းတယောက်အဖြစ်မွေးဖွားခဲ့တာဖြစ်ပြီးတော့အဲ့အချိန်တုန်းကအမေရိကန်မှာ racial discrimination လို့ခေါ်တဲ့အသားအရည်ပေါ်မူတည်ပြီးတော့လူမျိုးရေးခွဲခြားဆက်ဆံတာတော်တော်ပြင်းထန်ခဲ့တဲ့အချိန်ပါဒီတော့ Martin ကခွဲခြားပြီးနေဆက်ဆံခံရမှုတွေကြားမှာကြီးပြင်းလာခဲ့ရပေမဲ့ဒီလိုလူမင်းတယောက်ဆိုပြီးအချင်းမြင့်တဲ့ဆက်ဆံခံရပြီးနေခံရတာတွေကိုသူစိတ်ထဲထားနေမဲ့အစားလူတန်းသူအခွင့်အရေးရဖို့စာအုပ်ပညာရေးနဲ့ဘာသာရေးအယူဝါဒတွေကိုပဲသူဆက်လက်လာခဲ့ပါတယ်ဒီလိုနဲ့နောက်ပိုင်းမှာမဟာတမဂန္ဒီရဲ့တမိုင်းဝင်လမ်းစဉ်တစ်ခုဒါမှမဟုတ်အတွေးခေါ်တစ်ခုဖြစ်တဲ့အကြမ်းမဖက်ဆန္ဒပြတဲ့နည်းလမ်းကိုသူလေ့လာကျင့်သုံးခဲ့ပါတယ်အဲ့အချိန်တုန်းကအမေရိကန်ဟာလွတ်လပ်ရေးရပြီးသားနိုင်ငံတစ်ခုဖြစ်ခဲ့ပေမဲ့လူတိုင်းကအခွင့်အရေးတန်းတူမရဘဲနှစ်ပေါင်း300ကျော်ထိကိုလူမဲတွေကနှိမ့်ချဆက်ဆံခံခဲ့ရပါတယ်ဒီထက်မှကလူမဲတွေကိုခွဲခြားတဲ့ Jim Crow Law ဆိုပြီးရှိခဲ့ပါတယ်ပြောချင်တာကလူတန်းစားခွဲခြားတာတောင်မှဥပဒေနဲ့ခွဲခြားခဲ့တာပါဒီလိုလူမဲတွေအတွက်တန်းတူညီမှုမရှိတာတွေကိုရပ်တန့်ဖို့ Martin Luther King ကအကြမ်းမဖက်လှုပ်ရှားမှုနဲ့တူညီတဲ့လူအခွင့်အရေးရဖို့စတင်ကြိုးစားခဲ့ပါတယ်အဲ့အချိန်တုန်းကလူမဲလူဖြူကျောင်းစားတော့ဆိုင်ဘတ်စကားဆိုပြီးခွဲခြားအသုံးပြုခဲ့ရတာပါဒါပေမဲ့လေတန်းတူအစစ်တမ်းနဲ့ခွဲခြားခဲ့တာမဟုတ်ပါဘူးလူမဲတွေကတဆင့်နေတဲ့ကျောင်းစားတော့ဆိုင်ဘတ်စကားဒါတွေကိုသာအသုံးပြုရပါတယ်ဒါအပြင်လူဖြူတွေရဲ့ဖိနှိပ်ဆက်ဆံတာကိုအပြင်းထန်ခံခဲ့ရပါတယ်ဒီလိုနဲ့1955ခုနှစ်မှာလူမဲအမျိုးသမီးတဦးကလူဖြူတွေစီးတဲ့ဘတ်စကားထိုင်ကုန်းကနေဖယ်ပြီးဖို့ရင်းဆန်ခဲ့တာကြောင့်လူဖြူတွေဘက်ကနေဒီအမျိုးသမီးကိုဖမ်းဆီးအရေးယူခဲ့ပါတယ်ဒါကြောင့် Martin Luther King ကဦးဆောင်ပြီးတော့ Montgomery Bus Point ကိုစတင်ခဲ့ပါတယ် Montgomery Bus Point ဆိုတာကခွဲခြားမှုရှိတဲ့ဘတ်စကားစနစ်ကိုမသုံးဘဲဆန္ဒပြတာဖြစ်ပါတယ်ဒီဆန္ဒပြမှုကြောင့်ပဲအများဆုံးဘတ်စကားတွေကိုခွဲခြားအသုံးပြုစရာမလိုတော့ဘဲဥပဒေနဲ့တားဆီးနိုင်ခဲ့ပါတယ်ဒီအချိန်ကစပြီး Martin Luther King ကလူအခွင့်အရေးလှုပ်ရှားမှုရဲ့အရေးကြီးတဲ့လူတစ်ဦးဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့1963 ဩဂတ်လမှာလူပေါင်း2သိန်းကျော်ကဝါရှင်တန်မြို့မှာစုဝေးဆန္ဒပြခဲ့ကြပြီးတော့ဒီအဖြစ်အပျက်ကို March on Washington လို့ခေါ်ကြပါတယ်ဒီစုဝေးဆန္ဒပြပွဲမှာ Martin Luther King ကတမိုင်းဝင်မိန့်ခွန်းတစ်ခုဖြစ်တဲ့ I have a dream ဆိုတဲ့မိန့်ခွန်းကိုပြောခဲ့ပါတယ်Martin Luther King ရဲ့အိမ်မက်ကခွဲခြားခြင်းမရှိတဲ့တူညီတဲ့ကမ္ဘာကိုမြင်သာစေခဲ့ပါတယ်ဒါပေမဲ့လေ1968ခုနှစ်မှာ Martin Luther King ကတနက်နေ့လှုပ်ရှင်တစ်ပြက်ခံခဲ့ရပါတယ်သူမရှိတော့ပေမဲ့လေသူ့ရဲ့စကားတွေလှုပ်ရှားမှုတွေကနိုင်ငံအတွက်ဆက်ရှိနေခဲ့ပြီးတော့နောက်ပိုင်းမှာလူဖြူလူမဲခွဲခြားခြင်းကိုဥပဒေအားဖြင့်ရပ်တန့်နိုင်ခဲ့ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဒီဗီဒီယိုကနေမှတစ်စင်တစ်ခုကိုရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ် Good luck ပါ